အားလုံးပဲမင်္ဂလာပါတကြားနီကနေကြိုဆိုပါရစေကျမတို့မျိုးပါဒီခါမှလဲ GLPT M5 level မင်းနာနော်နီဟွန်ကောဖတ်စာအုပ်သင်ရိုးတွေကသင်ခန်းစာ23 lesson 23ရဲ့ vocab list လေးတွေကိုလေ့လာမယ်ပေါ့နော်ဆိုတော့ကျမရဲ့ channel လေးကို support ပေးခြင်းနဲ့ဆိုရင်တော့ VPN ကိုဖွင့်ပြီးတော့မှနားထောင်ဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ပထမဆုံးစကားလုံးလေးကိုလေ့လာမယ် Kikimas က verb ရဲ့ group 1ပေါ့နော်အရင်တော့ဒီခန်းကြီးလေးနဲ့ပဲ Kikimas ကိုတို့တွေချက်ခဲ့တဲ့ meaning လေးကနားထောင်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့ချက်ခဲ့တယ်ဒီသင်ခန်းစာမှာတော့ Kikimas ကနောက်ထပ်သူ့ရဲ့အဓိပ္ပာယ်တစ်မျိုးကမေးသည်ပေါ့နော်ဥပမာမေးခွန်းနေပါတယ်မေးတာဆိုရင်ဒီ Kikimas နဲ့သုံးလို့ရတယ် Sensei ni Kikimas ဆရာစီမှာမေးတယ်ဒါဆိုရှင်နားမလည်တာတွေကိုဆရာစီမှာမေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ Kikimas မေးသည်ဆိုတဲ့အသုံးအနှုန်းလေးရဲ့အရှိမ particle လေးက ni လေးလိုက်ပေးရနော်ဒီဟာလေးကိုမှတ်သားမှာဖြစ်ပါတယ်Mawashimas က verb ရဲ့ group 1ပေါ့နော်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်လေးကလှဲ့သည်ဥပမာတကားဖွင့်ဖို့အတွက်တကားရဲ့လက်ကင်ဘူးလေးကိုလှဲ့လိုက်တယ်အဲ့လိုမျိုးဆိုရင် Mawashimas နဲ့သုံးလို့ရတယ်ဒါမှမဟုတ်ရှင်စခရူတွေပါတယ်ပေါ့နော်စခရူတွေပါတယ်ညာဘက်ကိုလှဲ့တယ်ဘယ်ဘက်ကိုလှဲ့တယ်အဲ့လိုမျိုးဆိုရင်လည်း Mawashimas နဲ့သုံးလို့ရတယ်နောက်တစ်လုံးက Hikimas က verb ရဲ့ group 1ဖြစ်တယ်နော်သူကကြတော့ဆွဲသည်ဥပမာတကားမှာဆိုရင် push နဲ့ pull နဲ့ရှိရလေနော် push ဆိုရင်တွန်းတာ pull ဆိုရင်ဆွဲပြီးဖွင့်ရတာအဲ့လိုမျိုးဆိုရင်လည်းစောတကားကိုဆွဲပြီးမှဖွင့်တယ်လို့သုံးနေတဲ့အခါမှာဆွဲတယ်ဆိုတဲ့အဓိပ္ပာယ်ကို Hikimas နဲ့သုံးလို့ရတယ်သို့မဟုတ်ကျိုးတွေပါတယ်ပေါ့နော်ကျိုးတွေပါတယ်လွန်ဆွဲတယ်လို့မျိုးအဲ့လိုမျိုးဆွဲတယ်ဆိုရင်လည်း Hikimas နဲ့သုံးလို့ရတယ်နော်ဆိုရင် Kikimas Sensei ni Kikimas Mawashimas Hikimas နောက်တစ်မျက်နှာ Kaemas က verb ရဲ့ group 2လေးဖြစ်တယ်ပေါ့နော်သူကကြတော့ပြောင်းလဲသည်ဥပမာဒီတစ်ရွက်လေးတွေရဲ့အယောင်ကအစိမ်းရနေအဝါရောင်ကိုပြောင်းလဲတယ်ဆိုရင်လည်းဒီ Kaemas နဲ့သုံးလို့ရတယ်သို့မဟုတ်ဒီသပင်ပေါ့နော်သပင်ရဲ့စတိုင်ကို change လိုက်တယ်အဲ့လိုမျိုးဆိုရင်လည်း Kaemas နဲ့သုံးလို့ရတယ်နောက်တစ်ခု Sawarimas က verb ရဲ့ group 1ပေါ့နော်သူကကြတော့ထိတွေ့သည်ကင်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ဥမာဒိုအာနိစာဝါရီမဆိုရင်တကားကိုထိလိုက်တယ်ဒါဆိုရင်တကားကိုမထိပါနဲ့လို့သုံးချင်ရင်ဒိုအာနိစာဝါရနိုင်တဲ့ကိုရာဆိုင်အဲ့လိုမျိုးသုံးလို့ရတယ်နော်ဆိုတော့စာဝါရီမရဲ့အရှိမ particle လေးကနိလေးလိုက်မယ်နော်ဒါလေးကမှတ်သားမှာဖြစ်ပါတယ် noun နိစာဝါရီမနောက်တစ်လုံး Demas ကတို့တွေသိတဲ့ verb ရဲ့ group 2ဖြစ်တယ်နော်အရင်တော့လေ့လာခဲ့ဘူးတဲ့ EAO Demas ဒါဆိုရင်အိမ်ကနေထွက်လာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဒီသင်ခန်းစာမှာတော့ဂလေးနဲ့တွဲပြီးသုံးထားတယ်အဲ့ဒီတစ်ခုခုကထွက်လာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ဥပမာ Otsuriga Demas ဒါဆိုရင်ပြန်အန်းငွေထွက်လာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ကိုကဒီစက်ပစ္စည်းတစ်ခုမှာမုတ်တစ်ခုခုဝယ်လိုက်တယ်နော်မုတ်ဝယ်ပြီးတဲ့အခါမှာပြန်အန်းငွေကဒီစက်ထဲကနေပြန်ထွက်လာတယ်ဆိုလို့ရှိရင် Otsuriga Demas ဒါဆိုရင်ပြန်အန်းငွေထွက်လာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဆိုတော့သူ့ရဲ့ရှိမှာ particle လေးကဂလိုက်တယ်နော်ပြန်ပြောမယ်ဆိုရင် Demas ရဲ့ရှိမှာ particle O လိုက်တာရှိတယ်ဒီတစ်ခေါက်သင်ခန်းစာမှာတော့ Demas ရဲ့ရှိမှာ particle ဂလေးလိုက်ပြီးတော့အဲ့ဒါကပြန်ထွက်လာတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့လေ့လာတယ်ပေါ့နော်နောက်တစ်မျက်နှာကိုကြည့်မယ်ဆိုရင် Arukimas က verb ရဲ့ group 1ဖြစ်တယ်သူကကြောင့်လမ်းလျှောက်သည်ပေါ့နော်ဥပမာအိမ်ကနေကျောင်းကိုလမ်းလျှောက်သွားတယ်အဲ့လိုမျိုးဆိုရင် Arukimasနောက်တစ်ခု Watarimas ကလည်း verb ရဲ့ group 1နဲ့မှာပါတယ်သူကကြတော့ဖြတ်ကူးသည်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ဥပမာ Hashi o Watarimas ဒါဆိုရင်တရားကိုဖြတ်ကူးသည်ပေါ့ဒါမှမဟုတ်ရှင်လမ်းကိုဖြတ်ကူးသည်ဆိုရင် Michi o Watarimas အဲ့လိုသုံးလို့ရတယ်နော်ဆိုတော့ Watarimas ရဲ့ရှိမှာ particle ကပါလိုက်လဲ O လေးလိုက်ပေးပါတယ်အဲ့ဒါကမှတ်ရမှာပေါ့နော်နောက်တစ်လုံးက Magarimas ကလည်း verb ရဲ့ group 1လေးဖြစ်တယ်ပေါ့နော်ဆိုတော့ Magarimas ရဲ့အဓိပ္ပာယ်လေးကကွေ့သည်ဥမာကိုကကားမောင်းနေရင်လည်းလမ်းစုံရောက်တဲ့အခါမှာညာဘက်လေးကိုကွေ့မယ်သို့မဟုတ်ဘယ်ဘက်လေးကိုကွေ့မယ်အဲ့လိုပြောချင်လို့ရှိရင် Magarimas နဲ့သုံးလို့ရတယ်နော် Migi e Magarimas ဒါဆိုရင်ညာဘက်သို့ကွေ့မည်ပေါ့နော်ညာဘက်သို့ကွေ့ပေးပါဆိုရင် Migi e Magate kudasai အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်ဆိုရင် Arukimas Watarimas Hashio Watarimas Magarimas Migi e Magarimas နောက်တစ်မျက်နှာ Sabishi ကကြတော့ e အကြီးတလေးပေါ့နော်သူရဲ့အဓိပ္ပာယ်ကအထီးကျန်တော့နောက်တစ်လုံး OU ကကြတော့ရေနွေးကိုပြောတာပေါ့နော်နောက်ခုက Oto
auto ကကြတော့အတန်ပေါ့နော်နောက်တစ်ခုက size က English လို့ size ကိုခါတာနဲ့ရေးထားတာပေါ့နော် size စာပြီးရှိ ou auto size နောက်တစ်ပြန်ကခိုရှောရဲ့အဓိပ္ပာယ်ကကြတော့ပြက်ချင်းပေါ့နော်အပြက်ဆိုတဲ့အဓိပ္ပာယ်မျိုးသူရဲ့နောက်မှာ shimas လေးနဲ့တွဲပြီးတော့ခိုရှော shimas ဆိုရင်ပြက်သည်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ဘာသာပြန်ပါတယ်နော်ခိုရှောနောက်ကမီချီကလမ်းသို့မဟုတ်လမ်းမပေါ့နော်ခုနပြောခဲ့သလိုပဲလမ်းမကိုဖြတ်ကူးမယ်ဒါဆိုရင်မီချီအိုဝါတာရီမတ်နောက်တစ်လုံးကခိုးစာတန်ကကြတော့လမ်းစုံလမ်းကွာတွေပြောတာပေါ့နော်ဒီလမ်းလေးခုစုံတဲ့နေရာတွေကိုခိုးစာတန်လို့ခေါ်တယ်အဲ့လမ်းလေးခုစုံတဲ့နေရာမှာဘာရှိလဲဆိုရင်ရှင်ကိုမီပွိုင်းတွေပါရှိတယ်ပေါ့နော်ရှင်ကိုကဒီဝါစိန်နီဆိုတဲ့မီပွိုင်းလေးတွေအချက်ပြတဲ့ဟာရှိတာကိုရှင်ကိုလို့ခေါ်ပါတယ်ခိုရှောရှိမတ်မီချီခိုးစာတန်ရှင်ကိုနောက်တစ်မျက်နှာခါတိုဆိုတာဒေါင်းကိုပြောတာပေါ့နော်ဥမာလမ်းရဲ့ဒေါင်းဘက်သို့မဟုတ်ရှင်အိမ်မှာဆိုရင်လည်းအိမ်ရဲ့ဒေါက်ကော်နာလေးပေါ့အဲ့လိုနေရာမျိုးကိုခါတိုလို့ခေါ်တယ်နောက်ခုကဟာရှိကတရားပေါ့နော် English လို့ဆိုရင် bridge ခုနလိုပဲတရားကိုဖြတ်ကူးတယ်ဆိုရင်ဟာရှိအိုဝါတာရီမတ်အဲ့လိုသုံးလို့ရတယ်နောက်တစ်လုံးကချူရှာကျော်နော်ချူရှာကျော်အလဲရရှာဆိုတာကခိုရုမရဲ့ခန်းကြီးလေးနော်ကားမော်တော်ကားရဲ့ခန်းကြီးလေးနောက်ကဒီဂျောဆိုတာလေးကဘာရှော်ရဲ့ဘာလေးနေရာဆိုတဲ့အဓိပ္ပာယ်မျိုးလေးဒါဆိုချူရှာကျော်ဆိုရင်ရင်နေရက်လို့ရတဲ့နေရာကိုပြောတာပေါ့နော်နောက်လုံးကတာသဲမိုနိုဆိုတာက building အဆောက်အအုံတွေကိုပြောတာပေါ့နော်ခါတိုဟာရှိချူရှာကျော်တာသဲမိုနိုနောက်တစ်မျက်နှာနန်ကိုင်မိုဆိုတာကကြိမ်ဖန်များစွာထပ်ခါလို့ပြောတာပေါ့နော်ဥပမာနန်ကိုင်မိုခိခိမတ်ထပ်ခါနားထောင်တယ်နန်ကိုင်မိုမီမတ်ထပ်ခါကြည်တယ်နန်ကိုင်မိုခိခိမတ်ထပ်ခါမေးတယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နောက်တစ်ခုအရှိမကိန်းကနန်းတစ်ခုနဲ့နောက်မှာမဲပေါ့နော်ဒါကကြတော့အကြိမ်မြောက်ကိုပြောတာဥပမာတစ်ကြိမ်မြောက်ဆိုရင်အကိုင်မဲနှစ်ကြိမ်မြောက်ဆိုရင်နီကိုင်မဲသုံးကြိမ်မြောက်ဆိုရင်စန်ကိုင်မဲသုံးကြိမ်မြောက်စူးစမ်းခြင်းဖြစ်ပါတယ်တို့သုံးကြိမ်မြောက်စာမှုဝဲဖြည့်ဆို့ခြင်းဖြစ်ပါတယ်လို့အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့ရဲ့ lesson 23ရဲ့ vocab list လေးတွေကဒီလောက်ပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာမှာဒီ lesson လေးရဲ့ grammar pattern လေးကိုလည်းလေ့လာမှာဖြစ်တဲ့အတွက်ဆိုရတဲ့ဝမတာစကီနိုတို့ကတဲ့အိုင်မရှော bye bye